Rakhine pray Maro pray Apo bizu Zaro pray Only Raro Mane Sasaဒီနေ့လုပ်တဲ့ဟာကကျွန်တော်တို့ကဘေးလူမျိုးဘေးဘာသာအောင်မှကျွန်တော်တို့ထိခိုက်လို့လုပ်တာပေါ့ရိုဟင်ဂျာကလာကျတယ်ဘယ်တော့မှဟုတ်တယ်တကယ်ကောက်ွက်စန့်ကျင်ရမယ်ဒါမီဒီယာကြီးကျွန်တော်တို့အပေါ်မှာမယုံမသာလုပ်နေရတယ်ပဲဖြစ်တယ်ဒီနေ့လုပ်တဲ့ဟာကကျွန်တော်တို့ကဘေးလူမျိုးဘေးဘာသာအောင်မှကျွန်တော်တို့ထိခိုက်လို့လုပ်တာမဟုတ်ဘူးကျွန်တော်တို့ပြည်ထောင်စုမြန်မာနိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားအတွက်ရေရှည်မှာဖြစ်လာမဲ့အနာဂတ်အန်တွေတွေကိုကျွန်တော်တို့စိုးရိမ်တဲ့အတွက်ကြောင့်လုပ်တာဖြစ်တယ်ဘေးလူမျိုးဘေးဘာသာအောင်မှကျွန်တော်တို့မထိခိုက်ဘူးဟုတ်တယ်နော်ဒါကြောင့်ကျွန်တော်တို့ဒီနေ့ပြောကြမယ်ဆိုကြမယ်ဒီပြဿနာရဲ့နတ်နင်းမှုပိန်မွေ့မှုဘယ်လောက်ထိဒီပြဿနာဟာကျွန်တော်တို့ human right တခုတည်းမဟုတ်ဘူးဒါဟာနိုင်ငံတကာဆက်ဆံရေးနဲ့လည်းပတ်သက်တယ်ပထဝီနိုင်ငံရေးနဲ့လည်းပတ်သက်တယ်အမျိုးသားအကျိုးစီးပွားနဲ့လည်းပတ်သက်တယ်ပြည်ထောင်စုအရေးနဲ့လည်းပတ်သက်တယ်တိုင်းရင်းသားအရေးနဲ့လည်းပတ်သက်တယ်အကုန်လုံးနဲ့ဆက်စပ်နေတယ်ဒါဟာအရန်သိမ်မွေ့နှက်နေတယ်နေဘာဖလိုတို့ကျွန်တော်ဆိုရင် Illinois ကလာတယ်အကုန်လုံးလာတဲ့လူလည်းကျွန်တော်ကျေးဇူးတင်ပါတယ်ပြည်ထောင်စုအရေးကိုဒီလိုမျိုးတက်ကြွကြွလုပ်ပေးတဲ့အတွက်လည်းကျွန်တော်ကျေးဇူးတင်တယ်ဆန္ဒပြခြင်းအကြောင်းကတော့အကုန်လုံးသိပြီးသားပဲကျွန်တော်တွေ့သူမပြောချင်ဘူးကျွန်တော်တို့ဒီလှုပ်ရှားမှုရဲ့အဓိကကကျွန်တော်တို့ social media ပေါ့ Facebook social media နဲ့ကျွန်တော်တို့လှုပ်ရှားမှုတွေကိုတစ်ချိန်ထိုးလုပ်နေတယ်အောင်မြင်မှုတွေရှိရဲစိန်ခေါ်မှုတွေရှိရဲအဲ့ဒါဘယ်ရမှာဆိုရှိမှာလဲအောင်မြင်မှုကဘာလဲဆိုတော့ကျွန်တော်တို့အမှန်တရားဖက်ကနေရေးရေးဝင်းဝင်းရက်တည်ပေးမဲ့ကျွန်တော်တို့လူထုအင်အားပေါ်ထွက်လာတယ်ဒီအောက်တိုဘာ25ရက်နေ့2000ခုနှစ်နောက်ပိုင်းမှာဖြစ်လာတဲ့လူထုတိုက်ပွဲတွေကြောင့်ကျွန်တော်တို့ဒီအမှန်တရားဖက်ကရက်တည်ပေးမဲ့လူတစုပေါ်ထွက်လာတယ်အင်တာနက်ပေါ်မှာဆိုရင်ကျွန်တော်တို့အရန် active ဖြစ်တယ်အရန်လောက်ကြတယ်လူငယ်တွေများတယ်ယနေ့လူငယ်နောင်ဝယ်လူကြီးဒီလူအင်အားစုတွေဟာကျွန်တော်တို့အရန်အားထားလို့ရတဲ့လူတွေဖြစ်တယ်အဲဒါကြောင့်ကျွန်တော်တို့ရဲ့အမှန်တရားအတွက်တိုက်ပွဲဝင်နေတဲ့ဒီ campaign အတွက်ကျွန်တော်တို့အောင်မြင်မှုတစ်ခုဖြစ်တယ်ကျွန်တော်တို့လွန်ခဲ့တဲ့2ပတ်လောက်ကကျွန်တော်တို့လူထုခေါ်တန်းတော့မဟုတ် keyboard ပေါ်ကစကားလုံးများဆိုပြီးတော့ကျွန်တော်တို့ဒီစာမျက်နှာပေါင်း180ကျော်ရှိရဲကျွန်တော်တို့ဆောင်းမချုပ်ကြည့်ကိုကျွန်တော်တို့ဖြန့်ဝေနိုင်လိုက်တဲ့ဒါတွေကလူတွေလွန်ခဲ့တဲ့2ပတ်3ပတ်ပြင်မှာလူတွေအမြင်တွေကိုပေါ်ပြထားတာသမိုင်းဆိုင်ရာအချက်လက်တွေနဲ့အကုန်လုံးအချက်လက်တွေနဲ့ပြုစုပြီးတော့ဆောင်းမတွေကိုရေးထားတာဖြစ်တယ်ဒါဟာကျွန်တော်တို့ရဲ့ campaign အတွက်ကျွန်တော်တို့ကလည်းအောင်မြင်မှုတစ်ခုဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ဒီကိစ္စကိုမွေတဲ့လူတွေကကျွန်တော်ပြပမီဒီယာတွေနဲ့ပြပအခွင့်ထူးတဲ့လူတစုဖြစ်တယ်ဒီနောက်ပိုင်းမှာကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းနည်းနည်းအခွင့်အလမ်းတွေပွင့်လာတယ်ဘယ်လောက်ထိပွင့်မလဲဆိုတာတော့ကျွန်တော် it is another story ဒီမီဒီယာတွေကစတုတ္တမန်တိုင်းလို့ခေါ်တဲ့မြန်မာနိုင်ငံရဲ့မီဒီယာအင်အားကတိုးတက်လာတယ်အဲ့ဒီမီဒီယာတွေကလည်းကျွန်တော်တို့အရေးကိုအားစိုက်လာတယ်ဒီကိစ္စရဲ့သိမ်မွေ့နှက်နှက်မှုအရေးပါမှုအန်ဒီကြီးမှုကိုသူတို့သိတယ်အဲ့ဒါကြောင့်ဒီစတုတ္တမန်တိုင်းဆိုတဲ့ကျွန်တော်တို့ဒီမန်တိုင်းကိုလည်းကျွန်တော်တို့အများကြီးအားကိုးရမယ်ကျွန်တော်တို့သူတို့နဲ့လည်းပူးပေါင်းဆောင်ရွက်ဖို့အများကြီးရှိတယ်အခု networking နဲ့လည်းရှိနေတယ်ဒါအောင်မြင်မှုတစ်ခုပဲဘာဖြစ်ဆိုတော့အချိန်တိုင်းဒီပြပမီဒီယာရဲ့သူတို့လွန်မှုကကျွန်တော်တို့အချိန်တိုင်းသူတို့နောက်နေသွားလိမ့်မယ်ပြည်ထဲမီဒီယာကအရေးကြီးတယ်အဲ့ဒါအောင်မြင်မှုတစ်ခုပဲစိန်ခေါ်မှုတွေအများကြီးရှိတယ်စိန်ခေါ်မှုတွေကကျွန်တော်တို့ကိစ္စကိုသေချာမမြင်တတ်ဘူးဒီကိစ္စဟာရခိုင်ပြည်နယ်မှာရှိတဲ့မောင်တော်မှာရှိတဲ့ဘူးသေးအောင်မှာရှိတဲ့ကိစ္စတစ်ခုတည်းမဟုတ်ဘူးဒီကိစ္စသေးသေးလေးဆိုပြီးတော့ကျွန်တော်တို့ဒီ context လေးသေးသေးပေါ်မှာကြည့်လို့မရဘူးဒီ context ကိုကျွန်တော်တို့ကချဲ့ပြီးတော့ the whole picture the whole context အဲ့ဒီပေါ်မှာကြည့်ရမယ်မြန်မာနိုင်ငံဒီကိစ္စမောင်တော်ဒေသရဲ့လူတွေရဲ့ကိစ္စမဟုတ်ဘူးမြန်မာရခိုင်လူမျိုးတွေရဲ့ကိစ္စတစ်ခုတည်းမဟုတ်ဘူးမြန်မာနိုင်ငံတစ်ခုတည်းရဲ့ကိစ္စမဟုတ်ဘူးဒါဟာဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ကိစ္စလည်းဖြစ်တယ်ဒေသတွင်းနိုင်ငံရဲ့ကိစ္စလည်းဖြစ်တယ်အဲဒါကြောင့်ဒီကိစ္စကိုဖြေရှင်းတဲ့အခါမှာကျွန်တော်တို့တခြားနိုင်ငံတွေမှာဘာဖြစ်နေလဲကျွန်တော်တို့ရခိုင်ပြည်သူတွေမြန်မာနိုင်ငံသားတွေမြန်မာတိုင်းရင်းသားတွေခံစားနေတဲ့ပြဿနာတွေကတခြားနေရာမှာဘယ်လိုဖြစ်နေလဲလူခွင့်ရေးဆိုတဲ့ကိစ္စတစ်ခုနဲ့တရားမဝင်လာရောက်နေထိုင်ခြင်းဆိုတဲ့ကိစ္စနှစ်ခုရဲ့ကွဲပြားခြားနားမှုကိုလူတွေဘယ်လောက်သိကြလဲအဲ့ဒါတွေကိုကျွန်တော်တို့သိထားဖို့လိုတယ်ဘင်္ဂလားဒေ့ရှ်ကနေပြီးတော့ကျွန်တော်တို့အိန္ဒိယကို1981နဲ့90ခုကြားမှာတရားမဝင်ခိုးဝင်သွားတဲ့လူတွေတပုံကြီးရှိတယ်စစ်တမ်းတွေအရကျွန်တော်တို့လူပေါင်း9သန်း10သန်းအဲ့လိုမျိုးကနေရှိတယ်အဲ့ဒီဘင်္ဂလားဒေ့ရှ်ဆိုတဲ့လူကြီးဘုံပေါက်ကွဲနေတာဟာကျွန်တော်တို့ဘင်္ဂလားဒေ့ရှ်နေရာတစ်ခုတည်းမှာဖြစ်နေတာမဟုတ်ဘူးမြန်မာနိုင်ငံတစ်ခုတည်းရခိုင်ပြည်နယ်ထဲမှာဖြစ်နေတာမဟုတ်ဘူးအနည်းအနားမှာရှိတဲ့အိန္ဒိယနိုင်ငံမှာလည်းဖြစ်နေတာဖြစ်တယ်ကျွန်တော်တို့အဲ့ဒါကိုကျွန်တော်တို့သိထားဖို့လိုတယ်
နိုင်ငံတကာကိုတရားမဝင်လာလို့တပုံကြီးရှိတယ်ဟိုတင်းနေရပဲကျွန်တော်တို့ဥပပသမကမှာဒီစပိန်ဆိုတဲ့နိုင်ငံမှာကျွန်တော်တို့ရိုမေးနီးယားလူမျိုးတွေတရားမဝင်လာနေတာရှိတယ်သူတို့ရဲ့ဥပပယူနီယံရဲ့ဥပဒေအရလူတွေဟာလာကြတယ်ဆိုရင်သူတို့ကို9နှစ်လောက်သူတို့ဘန်ပေးထားတယ်ပြီးတော့မှသူတို့ကိုဥပပယူနီယံဆိုတော့သူကတနတဟာရနိုင်ငံလိုမျိုးသူတို့ဝင်ခွင့်အလုပ်လုပ်ခွင့်ရှိတယ်ဒါပေမဲ့စပိန်နိုင်ငံမှာဖြစ်တဲ့နေတဲ့ငွေကြေးဥပပငွေကြေးဈေးစနစ်တွေကြောင့်ငွေကြေးပြဿနာတွေကြောင့်တခြားနိုင်ငံတွင်းမှာရှိတဲ့လူတွေအလုပ်လက်မဲ့ဖြစ်နေတဲ့ပြဿနာတွေကြောင့်သူတို့ကရိုမေးနီးယားနိုင်ငံသားတွေကိုသူကပေးမဝင်ဘူးအဲ့ဒါဟာလူမျိုးရဲ့ခွဲခြားတာမဟုတ်ဘူးလူကွင်းရဲ့ချိုးဖောက်တာမဟုတ်ဘူးဒါဟာနိုင်ငံရဲ့အကျိုးအမျိုးသားအကျိုးစီးပွားကိုကြည့်ပြီးတော့လုပ်တာဖြစ်တယ်ဒါကိုနိုင်ငံရဲ့လူကွင်းရဲ့ချိုးဖောက်တဲ့ရိုမေးနီးယားနိုင်ငံသားတွေလာတယ်ပေးမဝင်ဘူးဆိုတော့ကျွန်တော်တို့ကလူကွင်းရဲ့ချိုးဖောက်တာမဟုတ်ဘူးရခိုင်တိုင်းရင်းသားတွေမြန်မာတိုင်းရင်းသားတွေဘင်္ဂလီလူမျိုးတွေခိုးဝင်လာကြတယ်ကျွန်တော်တို့စီမှာတရားဥပဒေစိုးမိုးမှုပြက်ပြေးတဲ့အတွက်ကြောင့်ကျွန်တော်တို့ဝင်လာတဲ့လူတွေတပုံကြီးရှိတယ်အဲ့ဒါတွေဝင်လာတယ်ကျွန်တော်တို့စီမှာလှုပ်ပိုက်ခွင့်နဲ့မချိခဲ့ဘူးအခုချိလာတယ်ကျွန်တော်တို့လူတွေအသိနိုးချလာတယ်လှုပ်တယ်ဒါဟာအဲ့ဒီလူမျိုးကိုခွေးချလို့လှုပ်တာမဟုတ်ဘူးကျွန်တော်တို့ရဲ့မျိုးသားအကျိုးစီးပွားကိုကာကွယ်တာဖြစ်တယ်နောက်တစ်ခါကျွန်တော်တို့ဒီဂျပန်နိုင်ငံမှာကျွန်တော်တို့ဂျပန်နိုင်ငံကိုတရားမဝင်လာတဲ့မြောက်ကိုရီးယားလူမျိုးတွေရှိတယ်မြောက်ကိုရီးယားတွေခိုးဝင်ကြတယ်သင်းပေါနဲ့ပုတ်နဲ့ခိုးဝင်ကြတယ်ဂျပန်နိုင်ငံကမြောက်ကိုရီးယားကိုနိုင်ငံသားမပေးဘူးနိုင်ငံသားပေးဖို့တဲ့သူ့မှာစနစ်တွေရက်တယ်နှစ်တွေအများကြီးစောင့်ရတယ်ကျွန်တော်တို့ဆိုရင်လည်းအမေရိကန်မှာနေဖို့တဲ့ green card ရပြီးတောင်မှကျွန်တော်9နှစ်စောင့်ရတယ်အဲ့လိုမျိုးပဲဂျပန်နိုင်ငံကမြောက်ကိုရီးယားနိုင်ငံသားတွေကိုတရားမဝင်လာတဲ့လူတွေကိုသူတို့ကအကုန်လုံးမပေးဘူးမေးကြည့်ကြပါမြန်မာနိုင်ငံသားတွေဂျပန်နိုင်ငံမှာနိုင်ငံကိုလည်း6ချက်တယ်ဘယ်နှစ်ယောက်ရလဲless than 3%ဘယ်နှစ်ယောက်ရကြလဲမရဘူးဘာဖြစ်လို့လဲဂျပန်နိုင်ငံကသူ့ရဲ့အမျိုးသားအကျိုးစီးပွားပေါ်မှာမူတည်ပြီးတော့ဆုံးဖြတ်ချက်ကိုချတယ်လူဝင်လာတိုင်းမပေးဘူးအဲ့ဒီလိုပဲမလေးရှားနိုင်ငံကိုကြည့်လိုက်ပါဒီနေရာမှာမလေးရှားလာတဲ့လူတပုံရှိတယ်မလေးရှားနိုင်ငံမှာတရုတ်လူမျိုးတွေစီးပွားချမ်းသာတိုးတက်တဲ့လူတွေတပုံရှိတယ်တရုတ်လူမျိုးတွေထဲကဝင်းချုပ်ဖြစ်တဲ့လူတွေရှိလားမရှိဘူးသူတို့ပေးမဝင်ဘူးပေးမပြိုင်ဘူးအဲ့ဒါတရုတ်လူမျိုးတွေကမလေးရှားနိုင်ငံမှာနေလာကြပြီဒါတောင်မှသူတို့ကခွေးချတာတဲ့အများကြီးရှိတယ်ဒါကဘာကြောင့်လဲမလေးလူမျိုးတွေကသူ့ရဲ့အမျိုးသားအကျိုးစီးပွားကိုမူတည်ပြီးတော့သူတို့ဆုံးဖြတ်ချက်တာဖြစ်တယ်ကျွန်တော်တို့လူမျိုးတွေ UAE ရော Saudi Arabia ကိုလာကြတယ်ဖျားပုံလေးတစ်ပုံတော်ယူသွားခွင့်ရှိတာမရှိဘူးအများကြီးပဲဘာသာရေးလွတ်လပ်ခွင့်မရှိဘူးလေဗမာပြည်မှာဘာကြောင့်မရှိရမှာလဲကျွန်တော်တို့ဒီဗိုလ်ချုပ်အောင်ဆန်းပန်းချန်နားမှာရှိတဲ့ဗလီတွေကိုသွားကြည့်လိုက်ပါစုလေဖျားနားကဗလီတွေခရစ်ယာန်ချက်တွေသွားကြည့်လိုက်ပါဘာကြောင့်မရှိရမှာလဲဗမာပြည်မှာနိုင်ငံဘာသာရေးလွတ်လပ်ခွင့်ရှိတာပေါ့ဟုတ်လားကလားတွေလက်ထက်ခွင့်မရှိဘူးမောင်တော်မှာအစိုးရကလက်ထက်ခွင့်မရှိဘူးလို့ပိတ်ပင်တယ်သူတို့မယူဘဲနေတာမှမဟုတ်တာယူတယ်ယူပြီးတော့ကလေးတွေမွေးတယ်ဟုတ်လားအဲ့လိုမျိုးလုပ်နေကြတာပဲဒါကြောင့်ဒီကိစ္စကအကျိုးချင်းအချင်းချုပ်ပြောရရင်ကျွန်တော်တို့ကဒီကိစ္စကဘယ်လူမျိုးမှကျွန်တော်တို့မုံကြီးလို့လုပ်တာမဟုတ်ဘူးဘယ်ဘာသာမှစော်ကားခြင်းလို့လုပ်တာမဟုတ်ဘူးကိုကအမိမြန်မာနိုင်ငံပြည်ထောင်စုမြန်မာနိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားကိုကာကွယ်ဖို့တက်လုပ်တာဖြစ်တယ်အဲ့ဒါကြောင့်ဒီနေ့ရောက်လာတဲ့လူတွေကိုကျွန်တော်အကုန်လုံးကျေးဇူးတင်ပါတယ်ဒီကိစ္စဟာကျွန်တော်တို့ချက်ချင်းခဏလုပ်လို့ရတဲ့ပြဿနာမဟုတ်ဘူးကလားတွေကနှစ်ပေါင်း40ကျော်အောင် water ဖြန့်လာတယ်အဲ့ဒီ water ဖြန့်မှုကို BBC စတဲ့တခြားသတင်းဌာနတွေကပံ့ပိုးပေးနေတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီဆန္ဒပြပွဲကန့်ကွက်ပွဲတပွဲကပြီးမှာမဟုတ်ဘူးကျွန်တော်တို့ဆက်လုပ်စားရအများကြီးရှိတယ်အဲ့ဒါကြောင့်မိတ်ဆွေတငယ်ချင်းတွေကိုခေါ်ကြပါဆွေးခေါ်ကြပါဒီကိစ္စရဲ့တိမ်မွေးနှက်နေမှုကိုပြောပြကြပါဟုတ်လားအားလုံးကုန်ရင်ဝိုင်းဝန်းကြပါလို့ကျွန်တော်ပြောပြချင်ပါတယ်ဒါပါပဲကျေးဇူးတင်ပါတယ်